ခုံးတို့ဆရာတပည့်နှစ်ယောက်ကဝုန်းဝင်မိတ်စာကိုနှိမ်နှင်းပြီးအနောက်ရက်ကိုခရီးဆက်ခဲ့ကြပါတယ်။တနေရာရောက်မှတော့စိုးရိမ်ထိတ်လန့်နေတဲ့လူတစ်စုကိုတွေ့ပါတယ်။အဲ့ဒါကြောင့်ဝုခုံးကလေဒီမြို့မှာဘာတွေဖြစ်ပျက်နေရလဲဆိုပြီးသွားဆုံစမ်းပါတယ်။ဖြစ်ချင်တော့လူတွေကဝုခုံးကိုမြင်တာနဲ့ထွက်ပြေးကြပါတယ်။ဒါပေမဲ့ဝုခုံးကလူတစ်ယောက်ကိုအမေးရဖမ်းထားလိုက်ပြီးသူသိချင်တာတွေမေးပါတယ်။အဲ့လူရဲ့နာမည်ကတော့ရာကျော်ဖြစ်ပါတယ်။ဝုခုံးကရာကျော်ကိုမျိုးတွေကလူတွေကဘာလို့ထိတ်လန့်ကြောက်ရွံ့နေရလဲဆိုပြီးမေးပါတယ်။ရာကျော်ကလည်းဒီမျိုးထဲမှာမကောင်းဆိုးဝါးရှိပြီးမကောင်းဆိုးဝါးသူတတိရဲ့သမီးကိုအာရမသိမ့်ပိုက်ထားကြောင်းပြောပါတယ်။ဝုခုံးကရာကျော်ပြောတဲ့စကားကိုစိတ်ဝင်စားသွားပြီးမကောင်းဆိုးဝါးကိုသူလမ်းကြုံနေပေမဲ့ဆိုပြီးပြောပါတယ်။ဒါပေမဲ့ရာကျော်ကတော့မိစ္ဆာနေပေမဲ့ဝုခုံးကိုကျေးဇူးမတင်ပဲထန်ဆန်းကိုတော့ပဲလွတ်ပြီးကျေးဇူးတင်နေပါတယ်။အဲ့နောက်မှာတော့ရာကျော်ကဝုခုံးတို့ဆရာတပည့်နှစ်ယောက်ကိုသူ့တတိရင်ခေါ်လာပါတယ်။တတိကလည်းအခြားသူတွေအတိုင်းပဲဝုခုံးကိုမြင်တော့ကြောက်လန့်သွားပါတယ်။ဒီတစ်ခါတော့ထန်ဆန်းကိုတော့ဝင်ဖြန့်ပြေးပြီးသူတို့ကဖုန်းကြီးတွေဖြစ်ကြောင်းရှင်းပြပါတယ်။အကြမ်းမှာတတိလည်းတန်တရားကင်းသွားပြီးဝုခုံးတို့ကိုအိမ်ထဲခေါ်ပါတယ်။ထန်ဆန်းကတတိကြီးကိုဘလုံးမကောင်းဆိုးဝါးမျိုးကသူ့သမီးကိုသိမ့်ပိုက်ထားရလဲဆိုပြီးမေးပါတယ်။အကြမ်းမှာတတိလည်းဖြစ်ကြောင်းကုန်စင်ကိုရှင်းပြပါတယ်။လွန်ခဲ့တဲ့နှစ်လောက်ကသူတို့အိမ်ကိုရုပ်ရည်ချုံမောပြီးယောက်ျားပိသားတဲ့အမျိုးသားတယောက်ရောက်လာပါတယ်။အဲ့အမျိုးသားကသူတို့အိမ်မှာအလုံးဝင်လုပ်ခဲ့ပါတယ်။သူကတခြားအလုပ်သမားတွေနဲ့မတူပဲအလုပ်ကိုလေးစားလောက်ပူပြီးလုပ်နိုင်ပါတယ်။အဲ့ဒါကြောင့်တတိလင်မရလည်းအိမ်မှာနွားတစ်ကောင်ရပြီဆိုပြီးသူ့သမီးနဲ့ပေးစားလိုက်ပါတယ်။ဒါပေမဲ့မင်္ဂလာဦးညချာမှာနွားမဟုတ်ပဲဝက်ဖြစ်နေပါတယ်။တကယ်တော့အဖေကလူအောင်ဆောင်ထားတဲ့ဝက်မိတ်စာပါ။အချမ်းမှာတတိလင်မရကဝက်မိတ်စာနဲ့သူတို့သမီးကိုကွာရှင်းဖို့လုပ်ပါတယ်။ဒါပေမဲ့ဝက်မိတ်စာကသူ့ကိုအဲ့လိုလုပ်ရကောင်းလားဆိုပြီးသူ့မိမကိုအခန်းထဲထည့်ပြီးတောက်ခတ်ထားလိုက်ပါတယ်။ဘိုးတော်နဲ့ဘွားတော်ကိုလည်းခမည်းတော်အတော်ကိုဖျက်ပြီးကျုံဝင်းမကိုခေါ်ကြီးကျုပ်ကြောင့်ကောင်းကောင်းသိမယ်လို့ပြောပြီးထွက်သွားပါတယ်။အဲ့ဒါကြောင့်တတိလင်မရလည်းသူ့သမီးရှိတဲ့အခန်းကိုတစိမ့်စိမ့်ကြည့်ရင်ကင်မဲသူကိုစောင့်မျှော်နေရရှာပါတယ်။အကြောင်းစုံတည်သွားတဲ့ဝုခုံးကလည်းအခန်းတော်ကိုဖျက်ပြီးတတိသမီးကိုကယ်လိုက်ပါတယ်။အဲ့နောက်မှာတော့ဝမ်းမိတ်စာပြန်လာရင်ကောင်းကောင်းဆုံးမဖို့သူကတတိသမီးပုံစံဟန်ဆောင်နေလိုက်ပါတယ်။အချိန်ကိုက်ဆိုလို့ဝမ်းမိတ်စာကလည်းရောက်လာပါတယ်။ဒါပေမဲ့ဝမ်းမိတ်စာဝုခုံးကိုသူ့မိမအစ်စ်ထင်ပြီးကတ်ချွဲနေပါတယ်။ဒါပေမဲ့ဝုခုံးကတော့အခွင့်အရေးရတော့ဝမ်းမိတ်စာကိုကောင်းကောင်းဆုံးမနေပါတယ်။ဆုံးမပြီးရဲ့နောက်မှာတော့ဝုခုံးကသူ့ရဲ့ပုံစံအစ်စ်ကိုထုတ်ပြပြီးဝမ်းမိတ်စာကိုတိုက်ခိုက်ပါတယ်။ဝမ်းမိတ်စာကလည်းသူတို့ချစ်ချင်းကိုခွဲတဲ့မြောက်ဆိုပြီးသူ့ရဲ့ထုံရှိကိုသုံးပြီးတိုက်ခိုက်ပါတယ်။ဝမ်းမိတ်စာမှာတကိုးတွေရှိပေမဲ့လျုံရည်မှာအရန်ကိုကျွမ်းတဲ့မြောက်ကိုတော့မနိုင်ပါဘူး။အဲ့ဒါကြောင့်ဝမ်းမိတ်စာသူ့ရဲ့ခန္ဓာကိုယ်တောင်တော်ကြီးအောင်ပြောင်းလိုက်ပြီးဝုခုံးကိုတက်နေပါတယ်။ဝုခုံးကလည်းအားချမခံသူ့ရဲ့ရွှေတော့ကိုရှေ့အောင်လှုပ်ပြီးဝက်ကိုစရိုက်ပါတော့တယ်။မြောက်ထံအောင်မခံနိုင်တော့တဲ့ဝက်လည်းရှုံးပိတ်ပြီးသူကမိတ်ဆာမဟုတ်ကြောင်းရှင်းပြပါတယ်။တကယ်တော့သူကအရှိရက်ကလာတဲ့မြောက်နဲ့ဖုန်ကြီးတစ်ပါးကိုစောင့်နေတာဖြစ်ကြောင်းပြောပါတယ်။အဲ့နောက်မှာတော့ဝုခုံးကအရှိရက်ကလာတဲ့မြောက်ကငါပဲလို့ပြောပြီးဝက်ကိုနေရွဆက်ခေါ်သွားပါတယ်။တထင်းရင်ရောက်တော့ဝက်မိတ်ဆာကတောင်းပန်ပြီးသူစနီးကိုအရန်ချစ်လို့အခုလိုရေလောက်ရတာဖြစ်ကြောင်းပြောပါတယ်။ရောက်ခမနဲ့စနီးကလည်းဝက်တောင်းပန်တာကိုလက်ခံလိုက်ပါတယ်။အဲ့နောက်မှာတော့ဝုခုံးကဒီဝက်ကကျွန်တော်နဲ့အတူအနောက်ရက်ခရီးကိုလိုက်မဲ့သူဖြစ်ကြောင်းထန်ဆန်းကိုပြောပါတယ်။အဲ့ဒါကြောင့်ထန်ဆန်းကလည်းမင်းဘာလို့ဝက်ဖြစ်နေရလဲဆိုပြီးမေးပါတယ်။ဝက်ကလည်းသူ့ရဲ့အတိတ်ဘဝအကြောင်းကိုရှင်းပြပါတယ်။တကယ်တော့ဝက်ကအရင်ဘဝအကောင်းကြီးစစ်သူကြီးတယောက်ပါ။လာတဲ့သမီးကိုဖွင့်ကြောင်ခဲ့ပြီလို့ကြောက်စိမ့်ကြီးကလေးကအပြစ်ပေးရဲ့အနေနဲ့ဝမ်းမပိုက်တဲ့ဝင်စားခိုင်းခဲ့တာပါ။ဒါပေမဲ့ကိုရင်မဲတော့ကအပြစ်လျှော့ပေါ့ပေးရဲ့အနေနဲ့မိစ္ဆာတကောင်မဖြစ်စေပဲထန်ဆန်းဦးနဲ့အတူကျန်းစာပေးမှုဒီနေရာမှာစောက်ခိုင်းထားခဲ့တာပါ။အကြောင်းစုံကိုတည်သွားရင်ထန်ဆန်းကလည်းဝက်ကိုကျူးပါကျဲလို့နာမည်ပေးပြီးသူ့ရဲ့တပည့်အဖြစ်လက်ခံခဲ့ပါတယ်။အနောက်မှာတော့ထန်ဆန်းဝုခုံပါကျဲတို့ကတတိမိသားစုကိုနှုတ်ဆက်ပြီးအနောက်ရက်ကိုခရီးဆက်ရင်အပိုင်းဆက်နေပြီးဆုံးသွားပါတယ်။နောက်ရက်ဒီမှာ Journey to the West အပိုင်း73ကိုဆက်တင်ပေးမှမလို့ကျွန်တော်ရဲ့ channel ကို subscribe လေးလုပ်ခဲ့ပေးကြပါဦး။